ကဲအားလုံးမင်္ဂလာပါလို့နော်တစ်ဖက်တစ်လမ်းနေပြီးတော့ဗောနော်လက်ရှိလောက်ကနေလည်းထွက်เสียမလို့ပဲနဲ့ဗောနော်ဖုန်းလေးတစ်နာရီနှစ်နာရီအချိန်လေးပေးပြီးတော့ဗောနော်လေးလာခြင်းနဲ့တင်ယူခြင်းနဲ့ဆိုလို့ရှိရင်ဗောနော်အခမဲ့အကောင့်တွေဖွင့်ပေးပါတယ်လေးလာတင်ယူတဲ့အဖွဲတွေထဲမှာထည့်ပေးတယ်ဗောနော်လှုပ်ချင်တဲ့သူတွေရှိရင်ဆက်သွယ်လာလို့ရတယ်မေးမြန်းလို့ရတယ်လေးလာလို့ရတယ်ဗောနော်ဒီတော့ဘစ်စော်ပွဲလေးမှာဆိုရင်တော့ဘလူတွေလောက်ရလဲဆိုရင်ဗောနော်ဘာတွေအတွက်လောက်ရလဲဘလူတွေလောက်ရလဲဆိုရင်ဗောနော်ကိုတွေကဝယ်သုံးဝယ်စားလဲလုပ်လို့ရပါတယ်ဗောနော်ဝယ်သုံးဝယ်စားလဲလုပ်လို့ရတယ်ကိုအတွက်အပေါ်ဝင်ငွေစီးပွားရေးတွေရှာဖို့ဆိုရင်လည်းလုပ်လို့ရပါတယ်ဗောနော်သူကတော့ကျမ်းမာရေးဖြည့်စွက်စွာနဲ့အလှပပစ္စည်းတွေကိုထုတ်လုပ်ထားတယ်ဗောနော်သူကဘာအတွက်ကောင်းလဲဆိုရင်ဗောနော်မျက်နာတင်းတိတ်ဝက်ချန်သမားတွေလည်းအမဲဆက်သမားတွေလည်းကောင်းပါတယ်ခါနာဒူးနာအယိုးစစ်မတန်မာတဲ့လူတွေဆိုရင်လည်းဗောနော်အယိုးစစ်တန်မာတဲ့ကော်လာဂျင်တွေတောက်ဖို့အတွက်ဆေးလည်းထုတ်လုပ်ထားပါတယ်ကော်လာဂျင်လည်းထုတ်လုပ်ထားတယ်ဗောနော်နောက်တစ်ခုကဗောနော်ဘာအတွက်လဲဆိုတော့ဘိုက်ထဲမှာဗောနော်အစိတ်အတောက်ရှိတဲ့လူတွေဝမ်းပုံမှန်မသွားတဲ့သူတွေဆိုရင်လည်းဗောနော်ပူချင်းကော်လာဂျင်ဖြော်ရည်လည်းထုတ်လုပ်ပေးထားပါတယ်သူကတော့ပစ္စည်းဗောနော်လေးတွေထုတ်လုပ်ပေးထားတယ်ဗောနော်ကိုကအပြင်မှာဆိုရင်ရော့ဆိုပြီးတော့ပတ်စံပေးပြီးတော့ဒီတိုင်းပဲဝယ်လာတယ်သူ့မှာကြတော့အခွင့်အရေးတွေအများကြီးရတယ်ဗောနော်ကိုဝယ်သုံးဝယ်စားလို့ရင်လည်း15ရာခိုင်နှုန်းကိုအတွက်ရတယ်ဗောနော်ကိုအတွက်စီးပွားရေးရှာမယ်ဆိုရင်လည်းဗောနော်အများကြီးကိုကအကလေးတစ်ခုကိုကြော်ညာဖြဝေပေးရုံနဲ့ဗောနော်ဒီအကလေးကနေဈေးကူရောင်းပေးတဲ့အတွက်ကို့အတွက်အများကြီးအခွင့်အရေးရတယ်ပေါ့နော်အဲ့တော့လှုပ်ချင်တဲ့လူတွေရှိရင်ပေါ့နော် TikTok ပရိုပိုင်းအောင်မှာ Facebook link ချထားတယ်ပေါ့နော်အဲ့တော့ဝင်မေးလို့ရတယ်ဆက်သွယ်လို့ရတယ်ပေါ့နော်လှုပ်ချင်တယ်ကိုတွေကတော့ဒါစူးစမ်းနေတယ်နော်အခုဆိုကျွန်တော်ဒီဟာတွေကိုလှုပ်ဖို့တော့စူးစမ်းလေ့လာသင်ယူနေတယ်ပေါ့နော်ဘာလို့ဆိုသူများတွေဆိုဘယ်လိုပြောရမလဲတရက်ကိုတောင်းကျော်ထောင်ကျော်တွေရနေတဲ့အတွက်ကိုတွေလည်းလိုချင်တယ်အဲ့တော့ကြောင့်ကိုယ်တွေလည်းစူးစမ်းနေပါတယ်အဲ့တော့လှုပ်ချင်တဲ့သူတွေရှိရင်လည်းအလုပ်ကနေလည်းထွက်เสียမလို့ဘဲနဲ့ဖုန်းလေးတုံးပြီးတော့တစ်ဖက်တစ်လမ်းနေဝင်ငွေရှာချင်တဲ့သူတွေဆိုရင်လည်းစူးစမ်းလို့ရပါတယ်စမ်းပြီးတော့ဝင်လေးလာလို့လည်းရတယ်ပေါ့နော်အဲ့တော့လှုပ်ချင်တဲ့သူတွေရှိရင်ဆက်သွယ်လာပါ